Hello အားလုံးပဲမင်္ဂလာပါရှင် Keep Education Center ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ကျွန်တော်တို့ဒီဗီဒီယိုမှာကျတော့ဘာကြောင့်ပြောမလဲဆိုလို့ရှိရင် marketing channel အကြောင်းကိုပြောပြတော့မှာဖြစ်ပါတယ်။ကျွန်တော်တို့2024မှာ marketing ကိုဘယ်လိုပုံစံနဲ့လုပ်နေရလဲ။တော်တော်များများကျတော့ influencer တွေ celebrity တွေ model တွေကိုထားပြီးတော့သူတို့ရဲ့ပစ္စည်းတွေကြော်ညာခိုင်းတယ်။တချို့ကကျတော့လည်း live နဲ့ရောင်းခိုင်းတယ်။တချို့ကကျတော့အထည်တွေကိုကြုံညာခိုင်းနေပေါ့နော်ဒီလိုမျိုးပုံစံကကောင်းတဲ့ marketing strategy တခုတော့ဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီ2024မှာကျတော့ဘယ်လိုပုံစံလေးနဲ့ပြောင်းရင်ပို့ပြီးတော့အဆင်ပြေလေပြီးတော့ customer ရဲ့ယုံကြည်မှုကိုဘယ်လိုပို့ပြီးတော့ရအောင်လုပ်နိုင်ဆိုလို့ရှိရင်တော့ကိုယ်တိုင်ထပ်လာရင်ပို့ပြီးတော့ customer ရဲ့ယုံကြည်ချက်ကပိုရပါတယ်ဥပမာကျွန်တော်တို့ဆိုလို့ရှိရင်ကျွန်မက Keep Education Center ရဲ့ founder တယောက်ဖြစ်တဲ့အတွက်ကျွန်မဒီဗီဒီယိုပေါ်မှာအမြင်ပေါ်လာတယ်နော်ကြိုးစားရဲဒီလိုပေါ်လာတယ်ဆိုလို့ရှိရင် customer တွေကျွန်တော်တို့ကိုကြည့်ရှုရတဲ့လူတွေကကျွန်တော်တို့ကိုပို့ပြီးတော့အယုံကြည်ရှိရဲအဲ့လိုပဲအထည်ဆိုင်တွေရောင်းတဲ့သူတွေတခြားပစ္စည်းတွေရောင်းတဲ့သူတွေအနေနဲ့ live တွေမှာဖွင့်မှာ video တွေလည်းတင်မှာပြီးတော့ကိုဖြစ်ကြောင်းကိုအကြောင်းကို customer ကိုပြပါဒီလိုဆိုလို့ရှိရင် customer ကကိုပေါ်လာတဲ့အခါပိုင်းရှင်ပေါ်လာတဲ့အခါမှာပို့ပြီးတော့ engagement လုပ်ရပါတယ်ပြီးလို့ရှိရင်တခြားသော influencer တွေ celebrity တွေထားတာထက်ကိုယ်တိုင် marketing လုပ်တဲ့အခါမှာကုန်ကျစရိတ်လည်းအများကြီးပို့ပြီးတော့တက်တာပါတယ်အားလုံးကျေးဇူးများတင်ပါတယ်